တာချီလိမ်မြို့၌လွတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ဌာနဆိုင်ရာများတွဲဆုံမိတ်ဆက်ပွဲကျင်းပတဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိမ်မြို့၌လွတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများမြို့မီမြို့ဖများမြို့အုပ်ချုပ်ရေးမှူးများရက်ကွက်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနဲ့စည်ရေးဝန်ထမ်းများတွဲဆုံမိတ်ဆက်ပွဲအခမ်းအနားကိုဖေဖော်ဝါရီလ29ရက်နေ့နံနက်ပိုင်းကမကာဟိုခန်းရက်ကွက်အောင်မြတ်ခမ်းမတွင်ကျင်းပခဲ့ပါတယ်။ရှေးဦးစွာခိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်ဝေတုံနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာလင်းစောထွန်းတို့ကအဖွဲ့အမှားစကားပြောကြားပြီးတာချီလိတ်ခရိုင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လောင်းများမှတဦးချင်းမိတ်ဆက်ခဲ့ကြပါတယ်။ထို့နောက်သက်ဆိုင်ရာဌာနလိုက်တာဝန်ရှိသူများကပြည်ထောင်စုပြည်내အဆင့်သို့တင်ပြထားသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဗန်နာရေးနှင့်အလိုက်ဆောင်ရွက်ပြီးစီသောဆောင်ရွက်ဆဲလုပ်ငန်းများနဲ့ဆက်လျင်း၍ရှင်းလင်းတင်ပြပြီးဒေသခံပြည်သူလူထုအတွက်ပညာရေးကျန်းမာရေးဝန်ထမ်းများလုံလောက်စွာရရှိနိုင်ရေးဒေသထွက်ကုန်များကိုလမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့စေရေးဒေသတွင်စီးပွားရေးလူမှုရေးပညာရေးကိစ္စရပ်များလွှတ်တော်ကိုယ်စားလှယ်များနဲ့သက်ဆိုင်ရာဌာနလိုက်ပူးပေါင်းဆောင်ရွက်နိုင်ရေးစသည်ရှေ့ဆက်လုပ်ငန်းစဉ်များကိုထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ရင်းနောက်တက်ရောက်လာကြသည့်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများမြို့မိမြို့ဖများရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှူးများကဌာနအတွက်လိုအပ်ချက်များဒေတာဖွံ့ဖြိုးရေးအတွက်ဆက်လက်ဆောင်ရွက်သွားမည်လုပ်ငန်းစဉ်များအောင်ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။